အသားကောင်းတဲ့ခြေခွက်ဖောင်းကြဝမှာလက်ရှိဘောင်းမိရှိပေါ့နော်အခုအမရှိမှာအစ်ထက်ရောက်ထားတယ်ဒီလိုမျိုးကော်လန်ဝိုင်းလေးနဲ့ကော်လန်မှာဆိုလို့ရှိရင်လည်းဒီလိုမျိုးအတွန့်လေးတွေပါတယ်လက်မှာဆိုလို့ရှိရင်လည်းဒီလိုမျိုးအတွန့်လေးပေါ့နော်ဒီလိုမျိုးလေးသူ့ရဲ့အသားလေးကဒီလိုမျိုးလေးသူကကြတော့ခြေခွက်ဖောင်းကြဆိုပေမဲ့အသားကောင်းတယ်အသားကောင်းတယ်ဝတ်ရတာအေးတယ်ဝတ်ရတာပေါ့ပါလေးနဲ့အေးလေးပေါ့နော်အဲ့လိုမျိုးလေးနွေရာသီပဲဖြစ်ဖြစ်အခုလိုမျိုးဟိုအရန်မအေးတဲ့အချိန်ပဲဖြစ်ဖြစ်ပေါ့နော်အခုအမတို့နေတဲ့ရှီဆိုတော့မအေးတော့ဘူးပေါ့နော်မနေ့ဆိုလို့ရှိရင်ဒီလိုမျိုးလက်ရှည်လေးနဲ့နေလို့ရပြီအဲ့လိုမျိုးလေးဆိုတော့ဒါလေးကတကယ်ကိုယူတင်တယ်သူကကြတော့လေဟိုအသားကောင်းတဲ့အသားချီခွက်ဖောင်းကြမှာအသားကောင်းဖြစ်တဲ့အတွက်ကြောင့်မို့ရေလျှော်လိုက်လို့ရှိရင်အဲ့လိုမျိုးကြုံသွားတာပါညာမရှိတော့ဘူးပြီးကြတော့အယောင်မကြဘူးပြီးကြတော့ဟိုအသီးမထဘူးပေါ့နော်အဲ့လိုမျိုးအသားကောင်းလေးပေါင်ကြီးကကြတော့135ပေါင်အထိရတယ်ကာလာလိုင်းကကြတော့10အောင်ရမယ်ပေါ့နော်ကာလာလိုင်း10အောင်ရမယ်တစုံချင်းယူမယ်ဆိုလို့ရှိရင်တော့ဈေးနှုန်းလေးကကြတော့18500ကျပ်ဒါပေမဲ့3စုံကနေစပြီးတော့ယူမယ်ဆိုလို့ရှိရင်တော့လက်ကားဈေးနဲ့ရမှာပေါ့နော်အဲ့တော့အယောင်10အောင်ပြလိုက်မယ်အခုအမဝတ်ထားတာလေးကကြတော့အနီသူကရေးအဲ့လိုမျိုးရေးတောက်အဲ့လိုမျိုးအယောင်လေးပြီးတော့မဒီလိုမျိုးအယောင်လေးထည့်ရမယ်ဒါလေးကကြတော့သူကပန်းရောင်တန်လေးအရင်ကြီးကိုပန်းရောင်တောက်ကြီးလည်းမဟုတ်ဘူးအဲ့လိုမျိုးလေးဒါကကြတော့နီညိုရဒါကကြတော့နီညိုအမဝတ်ထားတဲ့ဟာကြနီရဲအဲ့လိုမျိုးမတူဘူးဒီလိုမျိုးလေးအဲ့လိုပြီးတော့ဒါလေးကကြတော့ဇိမ်းပြလေးပေါ့နော်ဒီလိုမျိုးအရာရမယ်ပြီးကြတဲ့ခါကျတော့ဒါလေးကကြအနက်နဲ့ဖြူနဲ့အဲ့လိုမျိုးဟိုဖြစ်ထားတယ်အဲ့ဒါလာဒါကကြတော့အညိုနဲ့အဖြူနဲ့ဒါလေးကကြတော့အစိမ်းကိုမှလေသူကအစိမ်းဘယ်လိုလဲအဲ့လိုမျိုးလေးတကယ်ချစ်စရာလေးဒီအရာလေးရလေအမတက်တဲ့အရာဒါလေးလည်းအမကြိုက်တဲ့အရောင်သူကအဝါအောင်မှလေသူကဗထောက်6ရောင်လေးအဲ့လိုမျိုးလေးဗထောက်6ရောင်ဒီကြတော့ဒီလိုမျိုးအပြရအားလုံးပေါင်း10ရောင်အခုဒီအမပြလိုက်တဲ့ဟာကျတော့9ရောင်ပေါ့နော်အခုအမဝတ်ထားတဲ့ဟာကျတော့အမဝတ်ထားတဲ့ရောင်နဲ့ဆိုအားလုံးပေါင်း10ရောင်10ကလာရမယ်အခါကျကြိုက်လို့မှားကျင်တယ်ဆိုလို့ရှိရင်တော့တေးရဲ့ Viber ဖုန်းနံပါတ်25650500တစ်ကနေလည်းမှားလို့ရတယ်လို့ TikTok CB ကနေပဲဖြစ်ဖြစ်တေးရဲ့ Facebook page ပေါ့နော်တေးကလို့တီးဆိုတဲ့အဲ page messenger နေပဲဖြစ်ဖြစ်လာပြီးတော့မှားလို့ရပါပြီအားလုံးပဲကျေးဇူးပါ